โอเคပါဆက်လက်ပြီးတော့တင်းနေရှင်စိန်လေးအေရိုမာရဲ့နေပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုအလူတူတင်ရှိပါတယ်ခင်ဗျာချင်းလေးကိုခုလိုမျိုးတစ်ခဲနဲ့လိုက်ဆိုပေးမယ်လို့မပြောနေထားပါဘူးအញ្ញမ်းပြောပါတယ်ကျွန်တော်ဒီပွဲကိုရောက်ဖို့အတွက်ဖန်အန်ကနေကူးလာတာပါဖန်အန်မျိုးကနေဒီကိုရောက်အောင်လာတယ်ဒီပွဲပြီးကျွန်တော်ရန်ကုန်ပြန်ပြီး